ကျွန်တော်အကြိုက်ဆုံးဇက်ကောင်ဖြစ်တဲ့ Wolverine ပေါ့သူလုပ်တဲ့အလုပ်မှာအသာဆုံးလို့ကြွားလေးရှိတယ်ဒါပေမဲ့ခုချိန်မှာတော့သူဟာသွေးယိုစိတ်နေတဲ့အပြင်ကိုမြေကြီးပေါ်ကနေထထောင်းထချောင်းထနေရပြီးဘာဖြစ်သွားလဲဆိုတာစိတ်ရှုပ်ထွေးနေတဲ့ကျိုးသွားတဲ့အယိုးတွေကိုပြန်ချိန်ကနာကျင်မှုတံကိုတီးခံရင်ညှဉ်းညူတံထွက်လိုက်တယ်ဘာဖြစ်ခဲ့လဲနားလဲဖို့ကြိုးစားနေတော့မှပဲအကွာအဝေးကတအားကြီးတဲ့ဟိန်းတံကိုကြားလိုက်ရတယ်ပြီးတော့မှ Hulk ဟာ6ကမ်းပါးကနေခုန်ဆင်းလာပြီးသူ့ဘော်ကိုတက်ကျလာတာကိုမြင်လိုက်ရတယ်ဒီအစိမ်းရောင်တရဝါကြီးကိုမြင်လိုက်တဲ့အခါသူဘာဖြစ်ခဲ့တယ်ဆိုတာသတိရလာတဲ့ဇလန်းကဒီမတိုင်ခင်ကဖြစ်ရက်တွေစီပြန်သွားတဲ့ Department က Wolverine KL for မျိုးပျက်စီလေရင်နဲ့ခေါ်လာတဲ့စမ်းပြတဲ့တရဝါတကောင်ပြင်းပြင်းထန်ထန်ဖျက်ဆီးမှုလုပ်ခဲ့တယ်လို့သိရလို့ပါအဲ့ဒီတရဝါကိုလွန်ခဲ့တဲ့4နာရီကအမေရိကန်ကနေဒီယန်နဲ့စစ်တပ်က Hulk လို့ခေါ်တဲ့ဒီတရဝါရဲ့လမ်းကြောင်းကိုခြေရာခံမိကြတယ်ဒါပေမဲ့အဲ့ဒီအကြောင်းအချက်လက်သိမ့်မရဘူးတရဝါကြီးရဲ့ဖျက်ဆီးမှုပမာဏကိုမြင်တဲ့ Wolverine ကအစိမ့်နဲ့ရမ်းနှံ့ကိုရလိုက်တယ်ဒီနီးနားကတယောက်ကတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ရှုံးနိမ့်သွားတယ်လို့ခံမှန်းမိတယ်ဘာလို့လဲဆိုတော့ဒီဘေးဒုက္ခကနေလွတ်မြောက်လာသူတွေတိတ်မများလို့ပါ Wolverine ကိုဒီတတဝါကိုရက်တက်မှုလိုအပ်ရင်တက်ဖြတ်ဖို့အမိန့်ပေးခံရတယ်တတဝါရဲ့ရွေးရှားမှုကိုခြေရာခံနေစဉ်တောထဲမှာအေယာမကြီးမားတဲ့ခြိုင်ဝမ်းကြီးတစ်ခုကိုတွေးလိုက်ကြတယ် Wolverine ကတယောက်တည်းခြေရာခံဖို့ဆုံးဖြတ်လိုက်တယ်ပါရှူးမပါပဲရဟတ်ရင်ကနေခုန်ချလိုက်ပြီးဘေးကင်းစွာမြေပြင်ဆင်းလိုက်တယ်အနံ့ကိုလိုက်ပြီးအနီးကရေတံခွန်တစ်ခုစီရောက်သွားတယ်အကွာအဝေးကအပြင်းထန်ဘုံပေါက်တံကိုကြားလိုက်ရတယ်နောက်ပိုင်းမှာတော့တတဝါရဲ့ခြေရာကြီးတွေကိုတွေ့ရတယ်ခြေရာတွေကတဖြည်းဖြည်းသေးလာပြီးနောက်ဆုံးမှာလူသားရဲ့ခြေရာတွေဖြစ်သွားတယ်ဖြတ်တန်းရင်းနဲ့ရေကန်နားမှာငိုနေတဲ့ပိန်လီတိမ်ငယ်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်သူ့ကိုတရဝါတကောင်တွေ့ဘူးလားလို့ Wolverine ကမေးမြန်းတဲ့အခါမြို့ထဲမှာရှူရှိုက်မိခဲ့တဲ့အစိမ့်နှံကိုသူချက်ချင်းပဲမှတ်မိသွားတယ် Wolverine ကသူ့ကိုစစ်ဆေးမေးမြန်းဖို့ကြိုးစားတဲ့အခါအဲ့ဒီလူကသူ့အန္တရာယ်ရှိတယ်ဆိုပြီး Wolverine ကိုသူ့စီကနေခွာရှောင်ခိုင်းတယ်အဲ့ဒီလူက Hulk အဖြစ်ပြောင်းလဲသွားပြီး Wolverine ကိုတစ်ပင်စီပစ်လွှတ်လိုက်တယ် Hulk ရဲ့တစ်ချက်တည်းသောရိုက်နှက်မှုကြောင့် Wolverine ဟာကမ်းပါးဆုံးကိုပြန်တန်းသွားရတဲ့ Wolverine ကသူ့လက်သေးဓာတ်တွေကိုထုတ်ကာတိုက်ခိုက်ဖို့အသင့်ဖြစ်နေတယ်ဒါပေမဲ့ Hulk ကသူတို့ရက်နေတဲ့ကမ်းပါးကိုရိုက်ခွဲလိုက်တဲ့အခါရေထဲကိုကျသွားကြတယ်ရေအောက်မှာတော့မှသူတို့ဟာတယောက်ကိုတယောက်ရိုက်နှက်ဖို့ကျိုးကနေဖြည်းဖြည်းချင်းထွက်လာနေစဉ် Wolverine ကခုန်ပြီးသူ့ကြောပြင်ကိုဓာတ်နဲ့ထိုးလိုက်တယ် Hulk က Wolverine ရဲ့လက်သေးဓာတ်တွေကနေလွတ်အောင်ကုန်ပြီးကြောက်ကြီးတွေကိုသူ့စီပစ်ပေါက်တဲ့ Hulk က Wolverine ကိုဖိထားပြီးသူ့မတတိလစ်ခင်အထိကြောက်တုံးနဲ့ရိုက်နေတယ် Hulk ကသူတို့ရဲ့တိုက်ပွဲကနေအနိုင်ရသွားပြီလို့ခံစားရပြီးထွက်သွားတယ် Wolverine ကနောက်ကနေဖြည်းဖြည်းချင်းထလာပြီး Hulk ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တယ်နှစ်ယောက်လုံးကညီမျှစွာတိုက်ခိုက်နေကြတယ် Hulk ကိုမေးစေးတနက်ဖြစ်ပစ်ခတ်လိုက်တဲ့အခါသူတို့နှစ်ယောက်လုံးတိုက်ပွဲကြောင့်အားအင်ကုန်ခန်းနေပြီး Wolverine ကိုလည်းမေးစေးနဲ့ပစ်ခတ်လိုက်တယ်ဒါပေမဲ့သူမတတိလစ်ခင်မှာ Sabretooth နဲ့ Weaponka တို့ကိုမြင်လိုက်ရတယ်သူတို့တွေဟာအရင်ကသူပါဝင်ခဲ့တဲ့အဖွဲ့ပါ Flashback မှာ Weapons က Wolverine ကိုဘလို့ခိုးယူခဲ့ပုံသူ့အပေါ်ဘလို့စမ်းသပ်မှုတွေလုပ်ခဲ့ပုံတွေကိုပြနေတယ်ပါမောက္ခကသူ့ရဲ့အယိုးစုဟာ Adamantium လက်ဝါးကတ်တိုင်တန်နဲ့ပေါင်းစပ်ဖို့အကောင်းဆုံးလို့ယုံကြည်တဲ့ဒီတန်မှာချိုးဖဲ့လို့မရဘူးနောက်ပိုင်းမှာနှင်းထဲကဝက်ဝင်ကြီးတစ်ကောင်နဲ့ရင်ဆိုင်ရင်းသူ့ကိုတိုက်ခိုက်မှုစစ်ဆေးခံရတယ်ပါမောက္ခက Wolverine ကိုကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ယူဆပေမဲ့ Sabretooth ကတော့မဟုတ်ဘူးလို့ထင်တယ်သူ့မှာအခွင့်အရေးရှိခိုက် Wolverine ကိုတပ်ပစ်ဖို့အကြံပြုတယ်ဘာဖြစ်ဖြစ်ပါမောက္ခက Sabretooth ကိုသူ့အဖွဲ့ကိုပြင်ဆင်ခိုင်းတဲ့ Wolverine လည်းအဲ့ဒီအဖွဲ့မှာပါဝင်တယ်အဖွဲ့ဝင်တွေကတော့ Omega Red Lady Deathstrike နဲ့ Deadpool တို့ပါ Omega Red မှာရှည်လျားပြီးဆွဲသွင်းလို့ရတဲ့ကြိုးတန်းလိုအင်္ဂါတွေရှိတယ်။ Lady Deathstrike ရဲ့ခန္ဓာကိုယ်မှာ Adamantium တွေထိုးသွင်းထားတော့သူမကဓားသွားကျွန်လို့လက်သေးတွေထုတ်လို့ရတယ်။ Deadpool ကတော့မြန်နာကျက်စေတဲ့စွမ်းရည်တခြားသောကိုယ်ခံပညာတွေမှာကျွမ်းကျင်မှုသူ့လက်ထဲရောက်တဲ့ဘလက်နာကိုမဆိုအသုံးချနိုင်စွမ်းစတာတွေပါဝင်အောင်တိစောက်ထားတယ်။ Wolverine ကိုထပ်ပြီးစမ်းသပ်ဖို့စီစဉ်နေတဲ့အချိန်သူကဖန်အိုးကနေထွက်ပြေးပြီးပါမောက္ခရဲ့လက်ရဘက်လက်ကိုဖျက်ပစ်လိုက်တယ်။နောက်ပိုင်းမှာ Wolverine ကသူ့ကိုယ်သူဖမ်းမိနေတာကိုတွေ့ရတယ်။အသက်ရှင်နေတဲ့ပါမောက္ခကြီးကသူ့ကိုကြိုဆိုတယ်။ Wolverine ဟာအကောင်းဆုံးစစ်စင်ရေးမှုဖြစ်တယ်လို့ယူဆထားတဲ့အတွက်သူ့ကိုဆုံးရှုံးရတာနောက်တရတယ်လို့ဆိုတယ်ပြီးတော့ Weaponka ကိုပြန်လက်ခံပေးမယ်လို့ဆိုတယ်။ပါမောက္ခက Wolverine ကိုကျေးဇူးတင်တယ်။ဘာလို့လဲဆိုတော့သူတို့တွေ Hulk ကိုရက်တပတ်ချီပြီးလိုက်လံရှာဖွေနေတာကို Wolverine ကကူညီပေးလို့ပါ Oxford မှာဖြစ်ခဲ့တာက Hulk နဲ့ Weaponka တို့ကြားကထိခိုက်မှုတစ်ခုဆိုတာနောက်ပိုင်းမှာသိရတယ် Hulk ကများပြားလာတဲ့မပါဝင်သူတွေကိုကယ်တင်ဖို့တက်ကြွကြိုးစားနေတာကိုတောင်တွေ့ရတယ်
ပါမောက္ခကသူတို့ဟာကဘာပေါ်ကအပြင်းထန်ဆုံးတရဝဖြစ်တဲ့ Hulk ကိုထိန်းချုပ်ဖို့စီစဉ်နေတယ်လို့ဖွင့်ထားတယ်။ Wolverine ကသူထွက်ပြေးရင်အဆိုးဆုံးဖြစ်အောင်လုပ်မယ်လို့ချိန်ချောက်တယ်။ဒါပေမဲ့ပါမောက္ခကသူ့အတွက်အခြားအစီအစဉ်တွေရှိတယ်လို့ဆိုတယ်။သူ့ရဲ့မှတ်ဉာဏ်တွေကိုဖျက်ပစ်ပြီးအဖွဲ့ထဲပြန်ထည့်ဖို့စီစဉ်နေတယ်။ Deadpool ကနောက်ပိုင်းမှာ Wolverine စီလာပြီးသူ့ခေါင်းကိုတနက်နဲ့ပစ်လိုက်တယ်။ Wolverine ကဖန်အိုးထဲမှာနိုးလာတယ်။ Lady Deathstrike ကသူ့ကိုတတ်မယ်လို့ချိန်ချောက်နေတယ်။ပါမောက္ခက Wolverine ဟာတည်နေတာထက်အသက်ရှင်နေတာကပိုတန်မိုးရှိတယ်လို့ရှင်းပြတယ်။ရုတ်တရက် Saber ကနောက်ကနေသူ့ကိုတိုက်ခိုက်ပြီးတစ္ဆာဖောက်လိုက်တယ်။ Lady Deathstrike ကဖန်အိုးကိုခွဲပစ်က Wolverine ကိုသူ့လက်ချောင်းတွေနဲ့ထိုးသွင်းလိုက်တယ်။ Saber က Wolverine ကိုနောက်ကနေဆွဲကသူ့ကိုရက်ပေါင်းများစွာတက်ရတာကြိုက်တယ်လို့ဆိုတဲ့သူတို့တွေကိုပေးထားတဲ့အနာကျက်စေတဲ့စွမ်းရည်တွေကြောင့်ပါ Wolverine က Lady Deathstrike ကိုသူ့ကိုတိုက်ခိုက်ဖို့ဆွဲပြီး Saber နဲ့အတူတူရှိနေတဲ့အချိန်မှာအဲ့ဒါကိုအသုံးချက Sabretooth ရဲ့ဖမ်းဆီးမှုကနေလွတ်အောင်လုပ်လိုက်တယ်။ Sabretooth နဲ့တခြားသူတွေကတွေ့ဆုံပြီး Wolverine ကိုလိုက်အကျယ်တဝင့်ပြောပြီးနောက်ပိုင်းမှာပါဒီအတောအတွင်း Wolverine က Hulk ဖြစ်တဲ့ Bruce ကိုဖန်အိုးထဲမှာတွေးလိုက်ရပြီးသူ့ကိုလွတ်အောင်လုပ်ပေးလိုက်တယ်။ Bruce ကသူတို့တွေ Hulk ကိုလက်နက်တစ်ခုအဖြစ်ပြောင်းလဲနိုင်ရင်လူတွေအများကြီးတည်ကြည်နိုင်တယ်လို့ဆိုကာ Wolverine ကိုထွက်ပြေးကြဖို့တိုက်တွန်းတယ်။ရုတ်တရက် Deadpool ကသူတို့ကိုတနက်နဲ့ပစ်တယ်။ဒါပေမဲ့သူတို့ကရှောင်နိုင်ခဲ့ကြတယ်။ Comic Rick ကသူ့ရဲ့လျှက်စစ်တပ်ကြိုးတွေနဲ့ Wolverine ကိုဖမ်းလိုက်တယ်။ဒါပေမဲ့ Wolverine ကလွတ်အောင်ရုံထွက်ပြီး Deadpool ကိုသတိလစ်အောင်ရိုက်လိုက်တယ်ပြီးတော့မှသူထွက်ပြေးတယ် Bruce ကို Hulk အဖြစ်ထွက်လာဖို့တိုက်တွန်းတယ်။ဒါပေမဲ့ Bruce ကသူ့ကိုဆေးထိုးထားလို့ Hulk အဖြစ်ပြောင်းလဲခြင်းရင်တောင်မရနိုင်ဘူးလို့ရှင်းပြတယ်။ Wolverine ကသူ့ကိုဗိုက်ထဲဓာတ်နဲ့ထိုးလိုက်တယ်။ Hulk ကိုထွက်လာစေခြင်းလို့ပါ။ Wolverine ကဝီးပန်ကအဖွဲ့နဲ့ရင်ဆိုင်ရပြီး၄ယောက်တယောက်အရေးအတွက်များနေတယ်။ညှဉ်းပန်းနေတာကိုမြင်တဲ့ Bruce ကသူ့အတွင်းစိတ်ကိုထိန်းချုပ်လို့မရတော့ဘဲ Hulk အဖြစ်ပြောင်းလဲသွားတယ်။ Hulk ကသူတို့စီခုန်ချပြီး Sabretooth ကိုတိဆောက်ထားရာနေရာကနေပြန်ထွက်သွားအောင်ပစ်လိုက်တယ်။ Omega Red နဲ့ Deadpool က Hulk ကိုရပ်တန့်ဖို့ကြိုးစားကြပေမဲ့ Omega Red ကိုပစ်လွှတ်လိုက်တယ်လို့ Lady Deathstrike က Wolverine ကိုဖိထားတာကိုလည်းပစ်လွှတ်လိုက်တယ်။ Deadpool က Hulk ရဲ့နောက်ကနေလာပြီးသူ့လက်ချောင်းထဲကိုဘုံထည့်ပစ်လိုက်တယ်။ Hulk ကိုတတ်ပြီးပြီလို့ထင်တဲ့အချိန်Wolverine ကဒါကသူ့ကိုပိုပြီးဒေါသထွက်စေရုံပဲလို့မှတ်ချက်ပေးလိုက်တယ်။ Wolverine က Deadpool ကို Hulk စီပစ်လိုက်ပြီးသူ့ကိုရပ်တန့်စေဖို့မျှော်လင့်တယ်ဒါပေမဲ့ Hulk ကသူ့နောက်ကိုထပ်လိုက်နေတယ်။ရုတ်တရက် Lady Deathstrike က Hulk ကိုတိုက်ခိုက်ပြီးသူ့ကိုကုတ်ချစ်တယ်။ Hulk ကသူမကိုဖမ်းမိဖို့ရုန်းကန်နေရပေမဲ့ Hulk ကလက်ခုပ်တီးပြီး short line ဖြစ်စေတဲ့အခါသူမကဟန်ချက်ပြတ်သွားတယ်။ Hulk ကသူမရဲ့လက်နှစ်ဖက်ကိုဆုပ်ကင်ပြီးဆွဲဖြတ်လိုက်တယ်။တောအတွင်း Omega Red က Wolverine ကိုဖိထားပြီးရိုက်နှက်နေတဲ့ Hulk က Omega Red ရဲ့ခေါင်းကိုဆုပ်ကင်ပြီးရိုက်နှက်လိုက်တယ်။ Hulk ကပြင်းထန်စွာဖျက်ဆီးတော့တယ်တိဆောက်ထားရာနေရာကိုဖျက်ဆီးပစ်လိုက်တယ်။အဲ့ဒီပောက်ကွဲမှုကြောင့် Wolverine ကပြန်ထွက်သွားတယ်။ Wolverine ကအဆုံးသတ်သွားပြီလို့ထင်တဲ့အချိန် Hulk ကခုန်ဆင်းလာပြီးသူ့ရှေ့မှာကျလာတယ်သူတို့တွေစားကျိတ်မောက်ခဲ့တဲ့နေရာကိုပြန်ရောက်နေပြီ။ဒီတော့ဒီဇတ်လန်းလေးကဒီမှာပဲအဆုံးသတ်သွားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။